ကြော့ဒါဒီခန့်ရဲ့မိခင်တက်တာပတ်စ်ပေါ့တားလေးပြန်မလာသေးဘူးလားဟုတ်အန်တီ အပြာမင်းငိုထားတာလား ဟိုအမေကဖုန်းဆက်တာမကင်လို့ပါ မင်းအမေနဲ့မခေါ်နဲ့မပြောနဲ့လို့တော့ငါမပြောလို့ပါဘူးအခုအတိုင်းသူ့မာနနဲ့သူနေနိုင်တယ်ဆိုရင်တော့ဒီအတိုင်းထားလိုက်တာအကောင်းဆုံးပဲမင်းငါပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုအထင်လွဲသွားပုံရတယ် ဟိုမဟုတ်ပါဘူးအန်တီအမေဘက်ကလည်းသူများပြောစရာဖြစ်အောင်လုပ်ခဲ့တာအပြာသိပါတယ်ဒါမဲ့ ငါလည်းမိခင်တယောက်ပါပဲမင်းတို့သားမိကြားပြဿနာတွေပဲငါဘာမှဝင်မပါချင်ဘူး အော်အန်တီဒါအပြာမင်္ဂလာဆောင်မှာဝတ်ထားတဲ့ရတနာတွေပါ ဒီရနာတွေကမင်းမင်္ဂလာဆောင်မှုတစ်ခုတည်းဝတ်ဖို့ပေးထားတာမဟုတ်ဘူးဗျာနေစမအောင်မင်းကဒီရနာတွေကိုဒီမှာပဲပြစ်စလက်ကထားတာလားဟုတ်လား မဟုတ်ပါဘူးအန်တီဟိုအပြာအန်တီကိုပြန်အပ်ဖို့အစင်တင်ယူထားတာပါ အပြစီကံမရှိတာငါမကြိုက်ဘူးနော်အခုမင်းတို့သားမိနှစ်ယောက်အတွက်တုံးနေတဲ့ပတ်စံတွေကငါမှပေါ်လုံးထောလုံးအားကြီးလို့ငါပြစ်စလက်ခတ်တုံးနေတာမဟုတ်ဘူးငါသားလေးကိုငါချစ်လို့အားကြီးလို့ငါသားအတွက်တုံးတင်တယ်ထင်လို့ငါမင်းတို့ကိုပေးနေတာလောဘနေတာတို့ရောက်ရဲတတ်တာတို့ဆိုတာတွေမင်းတကယ်လောကီကိုစိတ်ကုံသွားမှလို့ဒီမှာလာမလုပ်နဲ့ငါအထင်မကြီးဘူးထပ်ပြောလိုက်မယ်နော်စီကံမရှိတာငါလုံးဝမကြိုက် ဟုတ်ကဲ့ပါအန်တီနောက်မဖြစ်စေရပါဘူး